နေဘူးစာလုံးကြတယ်လို့ရှောင်းပိုင်ကသမီးလေးကိုလမ်းလျှောက်တက်အောင်လဲတင်ပေးပါတယ်လေကားတက်ရတာအခက်အခဲဖြစ်နေတာကိုမြင်ရင်ရှောင်းပိုင်ကသူ့ကိုယ်သူတက်ရှိလေကားထလေးတစ်ခုလိုဖြစ်ပေးပြီးကူညီပေးပါသေးတယ်ဒီလိုနဲ့နေ့ရက်တွေကုန်လွန်လာပြီးမိန်းကလေးဟာလည်းကြောင်းတက်ရမယ့်အရွယ်ကိုရောက်လာခဲ့ပါတယ်ရှောင်းပိုင်ဟာအချိန်မှန်တာနဲ့တစ်ချက်ဟောင်ပြီးမိခင်ဖြစ်သူကိုအချိန်ကျပြီးကလေးကိုကြောင်းသွားကြိုရတော့မယ်လို့တတိပေးတတ်ပါတယ်ဒီလိုနဲ့နေ့စဉ်ကြောင်းစင်းချိန်ကြောင်းကြိုရတာဟာလည်းအနှွေးထွေးဆုံးမြင်ကွင်းလေးတစ်ခုဖြစ်လာပါတော့တယ်ဒါတင်မကသေးပါဘူးရှောင်းပိုင်ကမိန်းကလေးအိမ်စာလုပ်တဲ့အခါမှာလည်းကူညီပေးပါသေးတယ်18ကို6နဲ့စားရင်ဘလောက်ရလဲလို့မေးလိုက်တဲ့အခါရှောင်းပိုင်က3ချက်တိတိကြဲကြဲလောင်လောင်ဟောင်ပြီးအဖြေပေးတတ်ပါတယ်စာလုံးနေချိန်မှာဖခင်ဖြစ်သူကလာကြည့်ချင်ရင်တောင်ရှောင်းပိုင်ကသူ့ကိုလာခွင့်မပေးဘဲတားထားတတ်ပါတယ်ဒါပေမဲ့တညမှာတော့ရှောင်းပိုင်ဟာမကောင်းတဲ့အခြေအနေတစ်ခုကိုသတိထားမိလိုက်ပြန်ပါတယ်သူကသခင်ကိုသတိပေးဖို့အတွက်စိုးရိမ်တကြီးနဲ့သခင်ရဲ့အခန်းတကားကိုလက်သေးတွေနဲ့ကုတ်ချစ်ပါတော့တယ်ဒါပေမဲ့သခင်တွေကအိမ်မောကြနေတဲ့အတွက်တကားပြင်ဘက်ကစိုးရိမ်ပြရာခက်နေတဲ့ခွေးလေးကိုလုံးဝသတိမထားမိခဲ့ပါဘူးကံကောင်းကျင်တော့ခွေးလေးရဲ့မလျှော့သောစူးစမ်းမှုကြောင့်အခန်းထဲကအမျိုးသမီးဖြစ်သူလည်းအတန်ကိုကြားသွားပါတယ်အမျိုးသမီးတကားဖွင့်လိုက်ပြီးရှောင်းပိုင်ကိုမြင်လိုက်တာနဲ့ရှောင်းပိုင်ဟာကလေးရဲ့အခန်းစီကိုချက်ချင်းပြေးသွားပါတယ်အမျိုးသမီးဖြစ်သူကလည်းအနောက်ကနေကပ်လိုက်သွားတော့မှကုတင်ပေါ်ကကလေးလေးဟာမျက်နှာပြက်နေပြီးအရန်ကိုနာကျင်ခံစားနေရတာကိုတွေ့လိုက်ရပါတယ်သူမလဲခင်မုန်းဖြစ်သူကိုအမြန်လန်းခေါ်ပြီးကလေးကိုဆေးရုံသို့ပို့ဆောင်ခဲ့ကြပါတယ်ဆရာဝန်ကကလေးမှာပန်းနိုင်ရင်ကျဲယောဂဖောက်ရည်တာဖြစ်ကြောင်းပြောပြပါတယ်ကံကောင်းစွာနဲ့ရှောင်းပိုင်ကအချိန်မီတိလိုက်လို့တာပေါ့မဟုတ်ရင်အကျိုးဆက်ကတွေးရဲစရာတော့မရှိပါဘူးမိန်းကလေးဟာသူမကိုရှောင်းပိုင်ကကဲတင်ခဲ့တာဆိုတာတိသွားပြီးနောက်မှာတော့ရှောင်းပိုင်ကိုအရင်ကထပ်ပို့ပြီးချစ်ခင်ယူရသွားပါတော့တယ်ရှောင်းပိုင်ကလည်းအရင်လိုပဲចောင်းစင်းချိန်ရောက်ရင်တွားကြိုတယ်လေကားတက်ရင်ကူညီပေးတယ်ညက်ဘက်ဆိုစားလို့တာကိုကြီးကြပ်ပေးပါတယ်သူတို့ကြားကဘဝလေးကရိုးရှင်းပေမဲ့အရန်ကိုပျော်ရွှင်စရာကောင်းပါတယ်ဒါပေမဲ့တနေ့မှာတော့အားလက်ရက်လေးအနိုင်နိုင်ရထားတဲ့ခင်မုန်းဖြစ်သူဟာမိသားစုတစ်ခုလုံးကိုအပြင်ထွက်ပြီးအပန်းဖြေကြီးထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့စီကန်းချက်တွေကြောင့်ခွေးလေးဟာအိမ်မှာပဲကလေးထိန်းနဲ့အတူကြံခဲ့ရရှာပါတယ်မိန်းကလေးကဘလောက်ပဲငွေလိုတောင်းပန်နေပါစေအခြေအနေကိုတော့ပြောင်းလဲလို့မရခဲ့ပါဘူးမကြခင်မှာပဲသူတို့ခီးထွက်ရမယ့်ရက်ရောက်လာပြီးမိန်းကလေးဟာရှောင်းပိုင်လေးနဲ့အတန်ကြာခွဲခွာရပါတော့တယ်ဒါဟာရှောင်းပိုင်အတွက်တော့ပထမဆုံးအကြိမ်ခွဲခွာရခြင်းပါပဲသူတို့ထွက်သွားတဲ့အခါရှောင်းပိုင်ကနောက်ကနေလိုက်သွားခြင်းပေမဲ့ကလေးထင်းကမြင်သွားပြီးတားဆီးလိုက်ရပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲရှောင်းပိုင်ဟာအိမ်ထဲမှာအရန်ကိုကနာမငြိမ်ဖြစ်ပြီးစိတ်ပူပန်နေပါတော့တယ်ကလေးထင်းလည်းဘာလို့ရမှမသိတာနဲ့သူ့ကိုလောင်ကြိုင်ထဲမှာတော့ခတ်ပိတ်လောင်ထားလိုက်ရပါတယ်ဒါပေမဲ့ရှောင်းပိုင်ရဲ့စိတ်ထဲမှာတော့အကြောင်းပြချက်မရှိပဲစိုးရိမ်ပူပန်မှုတွေပြည့်နေနေပြီးမိန်းကလေးတစ်ခုခုဖြစ်သွားမှာကိုအရန်စိတ်ပူနေပါတယ်အဲ့ဒီအချိန်မှာပဲအမေလေးရှောင်းဟေးကထက်ပြီးကဲတင်ရှင်ဖြစ်လာပြန်ပါတယ်ကလေးထင်းအိပ်ပျော်နေတော့မှရှောင်းဟေးကလောင်ကြိုင်ကိုထပ်ဖွင့်ပေးလိုက်ပါတယ်ဒါကိုမြင်တာနဲ့ရှောင်းပိုင်ဟာလောင်ကြိုင်တွေကနေချက်ချင်းထွက်လာခဲ့ပါတယ်ကံကောင်းကျင်တော့အိမ်ရှိတကားကလည်းတေချာမပိတ်ထားတာကြောင့်ရှောင်းပိုင်ဟာအပြင်ကိုတန်းပြီးပြေးထွက်သွားပါတော့တယ်သူ့ရဲ့ထက်မြက်တဲ့အနံ့ခံနိုင်စွမ်းကိုအသုံးချပြီးတက်စီဆိုင်တစ်ခုရှေ့ကိုရောက်လာခဲ့ပါတယ်သူ့ရဲ့အလိုလိုတိစိတ်ကဒီကားပေါ်တက်လိုက်ရင်မိန်းကလေးကိုရှာတွေ့နိုင်မယ်လို့ပြောနေတဲ့အတွက်သူဟာလည်းဒီခီးစဉ်မှာလိုက်ပါသွားခဲ့ပါတယ်ဒါပေမဲ့ဒုတိယနေ့ရောက်တော့ပိုက်ဆာလာတဲ့သူဟာတခြားလူတွေရဲ့စားပွဲပေါ်ကအသားကင်နှုတ်တွေကိုသတိထားမိသွားပြီးတတုတ်ကိုခိုးစားကခတ်တုတ်တုတ်ပြေးထွက်လာခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ပဲလူဝါကြီးတယောက်နဲ့စံပင်ကောက်ကောက်တဲ့လူတယောက်ကရှောင်းပိုင်ကိုသတိထားမိသွားကြပါတယ်သူတို့ကဒီလောက်လာတဲ့ခွေးလေးဆိုရင်ဈေးကောင်းရနိုင်တယ်လို့တွေးလိုက်ကြပါတယ်ဒါနဲ့သူတို့နှစ်ယောက်အကွက်ချပြီးလူဝါကြီးကအစားအစာနဲ့အရှိကနေမြှုပ်ဆွဲကစံပင်ကောက်ကောက်တဲ့လူကတော့ရှောင်းပိုင်ရဲ့အနောက်ကနေဖြည်းဖြည်းချင်းကတ်သွားပါတယ်ရှောင်းပိုင်သတိမထားမိတဲ့အချိန်မှာကျိုးနဲ့ချက်ချင်းချီနှောင်လိုက်ပါတယ်ဒီလိုနဲ့ရှောင်းပိုင်ဟာသူတို့ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတော့တယ်ကံကောင်းစွာနဲ့ပဲဒီမြင်ကွင်းကိုကောင်လေးတယောက်ကမြင်သွားခဲ့ပါတယ်သူကခွေးလေးတစ်ဖက်ခံရမှာကိုမကြည့်ရတဲ့အတွက်အဲ့ဒီလူနှစ်ယောက်သတိမထားမိတဲ့အချိန်မှာရှောင်းပိုင်ကိုခိုးပြီးကဲထုတ်ပေးခဲ့ပါတယ်အသက်လွတ်သွားတဲ့ရှောင်းပိုင်လည်းကောင်လေးကိုအလွန်တရာကျေးဇူးတင်ကြောင်းပြသပြီးနောက်မှာသူ့ရဲ့ခီးစဉ်ကိုဆက်လက်ထွက်ခွာခဲ့ပါတယ်တစ်ဖက်မှာတော့မိန်းကလေးဟာသဘောထားမတိုက်ဆိုင်မှုကြောင့်ကောင်လေးတယောက်ရဲ့အနိုင်ကျင့်တာကို